ရန်ကုန်မြို့လေ Beauty Land Hotel အခန်းအမှတ်902တွင်အသက်24နှစ်အရွယ်အမျိုးသမီးကိုအပိုင်းပိုင်းခုတ်ထစ်တပ်ဖြတ်မှုအတွက်တန်တရားရှိခံရသူအမျိုးသားတဦးကိုရဲကလိုက်လံရှာဖွေနေစေရန်ကုန်မြို့လေပန်းမဲရဲမြို့နယ်32လမ်းအထက်ဘလောက် Beauty Land Hotel အခန်းအမှတ်902တွင်အသက်24နှစ်အရွယ်အမျိုးသမီးကိုအပိုင်းပိုင်းခုတ်ထစ်တပ်ဖြတ်မှုအတွက်တန်တရားရှိခံရသောအမျိုးသားတဦးကိုရဲကလိုက်လံရှာဖွေနေစေဖြစ်ကြောင်းအမှတ်7ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးကပြောဆိုသည်ယမန်နေ့အောက်တိုဘာလ6ရက်နနက်ပိုင်းပန်းမဲရဲမြို့နယ်အမှတ်7ရက်ကွက်32လမ်းအထက် Beauty Land Hotel အခန်းအမှတ်902တွင်အမျိုးသမီးတဦးကိုအပိုင်းပိုင်းခုတ်ထစ်တပ်ဖြတ်သွားပြီးအလောင်းကိုအမှိုက်အိတ်ပြားဖြင့်ထုတ်ပိုးပစ်ထားခဲ့ကြောင်းအဆိုပါအမှုအတွက်အမျိုးသမီးကိုတပ်ဖြတ်သူဟုတန်တရားရှိခံရသောအမျိုးသားကိုရဲတပ်ဖွဲ့ကရရှိထားပြီးဖမ်းဆီးရရှိရေးလှုံ့ဆော်နေဆဲဖြစ်ကြောင်းသိရှိရသည်အသက်ခံရတဲ့အမျိုးသမီးကအဲ့ဒီဟိုတယ်အဲ့ဒီအခန်းမှာနေတာနည်းနည်းတော့ကြာပြီးကျူးလွန်သူလို့ယူဆရတဲ့သူကလည်းအဲ့ဒီအခန်းကိုလာလိုက်သွားလိုက်ရှိတယ်လို့သိရတယ်ကျူးလွန်သူရဲ့ဓာတ်ပုံမှတ်ပုံတင်မိတ္တူ CCTV မှတ်တမ်းတွေလည်းရဲကရထားတယ်အခုထက်ထိတော့မမိသေးဘူးလိုက်ဖမ်းနေတော့ပဲလို့သိရတယ်ဘာကြောင့်တက်တာလဲဆိုတာကတော့ဖမ်းမိမှပဲသိမယ်ခု Beauty Land Hotel တည်ရှိရာပန်းမဲရမ်းမြို့နယ်အမှတ်7ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်ကရှင်းပြသည်ယမန်နေ့ရန်ကုန်မြို့လေ Beauty Land Hotel မှရဲရဲဆက်ဆက်တပ်ဖြတ်ထားမှုမှာပြည်သူများအကြားစိတ်ဝင်စားမှုမြင့်တက်ခဲ့ပြီးမြည်သည့်အတွက်ကြောင့်ရဲရဲဆက်ဆက်တပ်ဖြတ်ခဲ့သည်ကိုအများစုကသိရှိကျင်ကြကြောင်းရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြည်သူများကပေးပို့လာသောမှတ်ချက်များအရသိရှိရသည်စေးကြောင်လို့တက်တာလားဒီလိုလူတအူးကိုအပိုင်းပိုင်းဖြတ်ပြီးအမိုက်အိတ်နဲ့ထည့်ပြီးပြစ်ပြီးတော့ထွက်သွားဖို့ဆိုတာတော်ယုံစိတ်နဲ့တော့မလုံနိုင်ဘူးစေးသမားမှုစေးကြောင်ပြီးလုတ်တယ်လို့မြင်တာပဲနောက်ပြီးဟိုတယ်တွေမှာအချိန်ပိုင်းတဲခိုခွင့်ပြုတာတွေဟိုတယ်တွေမှာလုံခြုံရေးပေါ့ပေါ့ရော့ရော့ဖြစ်နေလို့လူတက်သွားတာကိုတောင်သတိမထားမိရလားအဆိုးဆုံးကတော့ရန်ကုန်မြို့လယ်မှာဖြစ်သွားတာကိုပါဒီလောက်မြို့လယ်ကောင်မှာစိန်ပြေနှပြေတက်သွားတာလက်ရဲဆက်ရဲလှုပ်သွားတာကိုဟာကိုတောင်မလုံကြပုံဘူးလို့ခံစားရတယ်ဟုရန်ကုန်မြို့လယ်တွင်နေထိုင်သောရွှေရောင်းဝယ်လုပ်ကင်သောရွှေကျိုးဆောင်ပွဲစားတဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့မှတ်ချက်ပေးဖို့ပြောဆိုထားသည်